ပရိသတ်တွေချီးကျူးနေကြတဲ့ Truvin ရဲ့သွင်းကိုဘောလုံးပရိသတ်တွေဟာမင်းညတုန်းက Real Madrid တင်းကို4-2နဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်က Benfica ကိုသမား Anatoly Truvin ရဲ့68မိနစ်အချိန်ပိုခေါင်းတိုက်သွင်းကိုတသက်တာမှာတစ်ချိန်သာမြင်ခွင့်ရတဲ့ဂိုးအဖြစ်ချီးကျူးနေခဲ့ကြပါတယ်။ Benfica ကိုသမားဟာ9ယောက်ထင်းနဲ့ကစားခဲ့ရတဲ့ Real Madrid နဲ့ပွဲရဲ့နာကျင်အချိန်ပိုမှာ Free Kick ကနေတဆင့်ခေါင်းတိုက်ကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ Truvin ဂိုးမသွင်းမီမှာ Benfica တင်းက3-2နဲ့နိုင်ရရှိခဲ့ပေမဲ့လည်းနောက်တစ်ဂိုးထပ်ရမှ Champions League 16အသင်းရှုံးထွက်အဆင့်ကို Benfica တင်းကတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ Truvin လာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက် body bag လာပါပြီ။ Truvin ကမော်ညိုရဲ့လမ်းညင်မှုနဲ့ရှေ့ကိုတက်လာခဲ့ပြီးတဲ့နောက်ခေါင်းတိုက်ကိုသွင်းယူခဲ့က Benfica အသင်းကို Champions League မှာဆက်လက်ရှင်သန်စေခဲ့တာလည်းဖြစ်ပါတယ်။ Benfica က Truvin ရဲ့နောက်ကျအနိုင်ဂိုးကြောင့်မာဆေးအသင်းကိုဂိုးကွာခြားချက်အသာနဲ့ပလေအော့ကစားခွင့်နောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်24နေရာကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနိုင်ဂိုးကိုပိတ်သက်တူကလစ်ဘွန်းမှာကိုယ်တိုင်မြင်ခဲ့ရတယ်။အုပ်စုပွဲနောက်ဆုံးထိတွေ့မှု Benfica ကိုသမား Anatoly Truvin ကမော်ညိုရဲ့အသင်းကိုနောက်တစ်ဆင့်ကိုပို့ဆောင်ပေးခဲ့တယ်။ကွင်းကြီးတစ်ခုလုံးတုံလို့သွားခဲ့တယ်လို့ဆိုခဲ့ပါတယ်။အခြားတစ်ယောက်ကလည်းမော်ညိုရဲ့နီးပြဘဝ25နှစ်တာအတွင်းယူချင်စရာကောင်းတာတွေအများကြီးလုပ်ခဲ့ဘူးတယ်။အခုလေကိုသမားတူကနောက်ဆုံးမိနစ်မှာဂိုးသွင်းပြီးချန်ပီယံလိရှုံးထွက်အဆင့်ကိုတက်အောင်လုပ်ပေးလိုက်ပြန်ပြီးဘဝမှာတစ်ချိန်သာကြုံရမယ့်အဖြစ်အပျက်မျိုးပဲလို့ဆိုသွားခဲ့ပါတယ်။အခြားတစ်ယောက်ကလည်းမော်ညိုကနီးပြသက်တမ်း26နှစ်ရှိတဲ့နီးပြတူပါအခုအဖြစ်ပြက်နေတဲ့အဖြစ်အပျက်ကိုသူတော်မယုံကြည်နိုင်အောင်ဖြစ်နေတယ်လို့ဆိုသွားခဲ့ပါတယ်။ Real Madrid ကလည်း Benfica အသင်းကို4-2နဲ့ရှုံးနိမ့်မှုနဲ့အတူ Champions League ရှုံးထွက်အဆင့်ကိုတိုက်ရိုက်တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေပလေအော့ထပ်ကစားရအောင်မှလည်းဖြစ်ပါတယ်။